အရန်တိတ်ဆိတ်တဲ့ညာချမ်းချိန်မဲမောင်နေသောတောနက်ကြီးထဲမှာအနီးတို့ရွယ်ကလေးလေးရဲ့ငိုသံလေးကကြဲကြဲလောင်လောင်ပဲထွက်ပေါ်လာခဲ့ပါတော့တယ်။ငိုနေတဲ့ကလေးလေးကိုရင်မသွေးပိုက်ပြီးမြင်းလွှားနေသောအမျိုးသမီးကဒေါကရောက်နေသောအမူအရာဖမ်းမိမှလည်းစိုးထိတ်နေတာကြောင့်မျက်နှာလေးကတနာကျင်စွဲရုပ်လေးပေါ်ရှင်။အဒီလိုပဲသူမရဲ့အနောက်ကနေအာကောင်မောင်းတဲ့မျိုးသားတစုကလည်းအင်းတိုက်အားတိုက်အသေးရရအရှင်ရရဆိုသောမျက်နှာမူရာဖြင့်အာကျုံးမှန်တဲ့ဗီဒီယိုတွေဆွဲကိုင်းကဒုတ်ကိုင်းတဲ့သူတွေကလည်းတုံဓာကိုင်းတဲ့သူတွေကလည်းလက်ထဲမှာတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်းကမီလိုကတော့အသေးပဲဆိုတဲ့သူကတစ်မျိုးလက်ညှိုးလေးကွေးတာနဲ့အသက်ပါတခါတည်းထွက်အောင်လုပ်နိုင်တဲ့တနက်ကိုင်းတဲ့သူတွေလည်းများပြားပေါ့ရှင်။မောင်မိုက်တဲ့တော်ကြီးကဗီဒီယိုအလင်းရောင်ကြောင့်နင်းထိန်သလိုတိတ်ဆိတ်နေတဲ့ညာချမ်းကလည်းကလေးငိုတဲ့ရှေးကပြေးသူနဲ့နောက်ကနေအော်ဟစ်ကလိုက်နေကြသူတွေကြောင့်စူညံနေပါတော့တယ်။အဲ့လိုပြေးရင်လွှားရင်းနဲ့ပဲနောက်ကလိုက်ဖက်တဲ့အမျိုးသားအုပ်စုနဲ့ဝေးရဲ့တနေရာရောက်သွားတာကြောင့်အမျိုးသားအုပ်စုလည်းမကြိတ်နိုင်မခဲနိုင်နဲ့ပြေးလို့ရသလောက်ပြေးထားဖို့ကွာမီလိုကတော့ရေကုန်လွှာပြေးမယ်လို့အော်ဟစ်ချင်းမောင်းနေပါတော့တယ်။ပြေးနေတဲ့အမျိုးသမီးလည်းလိုက်သူတွေလက်ထဲကနေလွတ်သွားတာကြောင့်ကလေးလေးကိုပိုက်ပြီးတစ်ပင်အောက်မှာထိုင်ကအမောပြေးရင်အနီးကလေးလေးအတွက်ဘလို့လုပ်ပေးရမယ်ဆိုတာကိုတွေးတောနေတာပေါ့ကလေးလေးကလည်းအရန်ကိုမှငိုကြွေးနေတာကြောင့်မငိုပါနဲ့ကလေးလေးရဲ့အဆင်ပြေအောင်လုပ်ပေးပါမယ်နော်ခဏလေးတော့ဒီခံပေးပါအောင်လို့ပြောလိုက်တော့ငိုကလေးလေးကနားလေတယ်လို့နဲ့အငိုတိတ်သွားပါတော့တယ်ကလေးကငိုတိတ်သွားပေမဲ့လည်းသူမမျက်ဝန်းထဲမှာတော့ချစ်ချင်းမြတ်တာအကြောင်းဖြစ်ပေါ်နေတဲ့နှမျောသနာစိတ်ကနေမျက်ရည်တွေကတော့မျက်လုံးနဲ့အပြည့်ပေါ်ရှင်အဒီလိုတွေးတော်ရင်းနဲ့ပဲအမောလေးပြေတော့တာမို့တဖြည်းဖြည်းလမ်းလျှောက်ကအကြံထုတ်နေရင်သူမနားထဲမှာဘုန်းကြီးเจ้าကခေါင်းလောင်းထိုးတံကိုကြားလိုက်ရပါတော့တယ်ခေါင်းလောင်းထိုးတံကြောင့်အနီးနားမှာဘုန်းကြီးเจ้าရှိရဆိုတာကိုသိလိုက်တာမို့သူမအတွေးတွေလမ်းစာရသွားပြီးခလေးပိုက်ကခေါင်းလောင်းမီယာဘုန်းကြီးเจ้าရှိကိုရောက်လာခဲ့ပါတော့တယ်ဘုန်းကြီးเจ้าကိုမြင်လိုက်ရလို့အားရဝမ်းသာဖြစ်သွားပေမဲ့လည်းအနီးလေးသေချာပတ်ထားတဲ့ကလေးလေးကိုကြည့်ပြီးပထမဆုံးချိန်သူ့ကိုယ်သူအမေဆိုတာကိုထုတ်ပြောရင်သမီးလေးအတွက်မမေတောင်းမှန်ပါတယ်နော်မမေကြောင့်သမီးလေးအခုလိုဒုက္ခတွေများရတာသမီးလေးကိုချစ်ပေမဲ့မမေနဲ့အတူတူထားလို့မရတာမို့ဒီနေရာလေးမှာဘေးအန္တရာယ်ကင်းနဲ့ရှင်သန်ပါနော်ဒီနေ့ကျရင်သမီးလေးကမမေသမီးပါလို့ပြောပြီးသမီးကိုပြန်လာခေါ်မယ်နော်မမေသမီးကိုအရင်ချစ်တယ်ကဘာပေါ်မှာမမေအချစ်ဆုံးကသမီးလေးပါပဲကွယ်မမေကြောင့်သမီးလေးအခုလိုဖြစ်ရတာတောင်းပန်ပါတယ်သမီးရဲ့ဟုဆိုကပြောဆိုပြီးတဲ့နောက်ဘုံကြီးကြောင့်ပါဝါမှာထားခဲ့လိုက်ပြီးသူမကတော့အကွယ်လေးကနေသမီးဖြစ်သူကိုစောင့်ကြည့်လို့နေပါတော့တယ်မကြခင်မှာပဲမိုးတောင်လေးရောင်တွေထွက်ပေါ်လာတော့တာမို့အနီးတုတ်ထဲကကလေးလေးကနိုးလာပြီးကလေးတဘာဝအောင်လုံးနေချိန်မှာပဲဘုန်းကြီးကျောင်းသားလေးတယောက်ကျောင်းထိပ်ကိုရောက်လာပါတော့တယ်။ကျောင်းရှိကိုရောက်တော့အနီးတုတ်နဲ့ကလေးလေးကိုမြင်တော့ကျောင်းနိုင်ဘုန်းကြီးကိုအတွင်တင်းနဲ့ဖုံဖုံဖျားဟုအော်ခေါ်လိုက်ပါတော့တယ်။ကျောင်းသားလေးရဲ့အော်ခေါ်တန်းကြောင့်သူမသမီးလေးအတွက်မျော်လင့်နေသောမျက်ဝန်းလေးဖြင့်ရင်တထိတ်ထိတ်နဲ့ဘုန်းကြီးထွက်လာမှာကိုစောင့်မျှော်လို့နေပါတော့တယ်။အဲ့ဒီချိန်မှာပဲကျောင်းနိုင်ဘုန်းကြီးကကျောင်းထိပ်ကိုထွက်လာပြီးကျောင်းသားလေးကိုအော်ကဘာလို့မနဲ့မိုးလင်းချိန်ကျောင်းထိပ်ကနေအော်ဟိနေတာလဲလို့ပြောတော့ကျောင်းသားလေးကဖုံဖုံကြည့်ပါဦးအနှီးတုံးနဲ့ကလေးလေးလို့ပြောတော့ကျောင်းထိပ်မှာကလေးလေးကိုစွန့်ပစ်ထားတာတွေ့တာကြောင့်ဂယုဏတက်ပြီးကလေးကိုကောက်ချီကကျောင်းထဲကိုဝင်သွားပါတော့တယ်။ကလေးကိုဘုန်းကြီးကဝေးစားလိုက်တယ်ဆိုတာကိုသိလိုက်တာကြောင့်အကွယ်ကနေကြည့်နေတဲ့အမျိုးသမီးလည်းဆေးရေးသွားရတာပေါ့ရှင်။အဒီလိုနဲ့အချိန်တွေကလည်းတရွေ့ရွေ့နဲ့ကုံဆုံးလာလိုက်တာအမီလို့ခေါ်တဲ့ဘုန်းကြီးကျောင်းမှာဝေးစားထားတဲ့ကောင်မလေးလည်းဆယ်ကျော်တဲ့အရွယ်တောင်ရောက်လာခဲ့ပါပြီ။
အေးမီလေးကလည်းလိမ္မာတယ်အရေးကဲလဲနားလေကတွက်လက်တဲ့သူလည်းဖြစ်တယ်မျက်နှာလေးကချစ်စရာကောင်းတာမို့အကုန်လုံးကလည်းချစ်ခင်ကြတာပေါ့နောက်ပြီးကလေးဘီဘီအစောကလည်းအယက်မတ်တဲ့ကောင်မလေးပေါ့အေးမီတို့စောနေတာကိုထိခိုက်မှာစိုးရိမ်တဲ့လင်းခေဆိုတဲ့ကောင်လေးကတော့တစ်ပင်အမြင့်ပေါ်မှာထိုင်ပြီးစောင့်ကြည့်နေပါတော့တယ်အဲ့ဒီအချိန်မှာပဲကျောင်းနိုင်ဘုံကြီးထွက်လာပြီးနေဘူးထဲမှာကလေးတွေနဲ့ပြန်ကစားနေတဲ့အေးမီကိုခေါ်လိုက်တာပေါ့အေးမီရေလို့အကြာကြီးခေါ်လိုက်ပေမဲ့လည်းအစောလင်းနဲ့အေးမီတယောက်မကြားတော့ပါဘူးခဏအကြာမှဖုံဖုံကထပ်ခေါ်လိုက်တော့လန့်သွားကြားလိုက်ပါတော့တယ်ဖုံဖုံတပည့်တော်ကိုခေါ်ပါသလားဗျာအေးငါခေါ်နေတာကြာပြီအရင်အစောမတ်တဲ့ကလေးပဲဒီခါမှအေးမီကတောင်းပန်ပါတယ်ရှင်ဗျာစိတ်မရှိပါနဲ့ဖုံဖုံကိုဆိုလိုက်တဲ့အခါပြီးတော့ဖုံဖုံကတောင်းပန်တာနောက်ထားလှုပ်ရှားရှိရလို့ကိုအစဉ်သိပြင်အဲ့လိုပြောပြီးဖုံဖုံလည်းထွက်သွားပါတော့တယ်အဲ့ဒီချိန်မှာပဲဒီနေ့လောက်ရမယ့်အရာတွေအကုန်လုပ်ပြီးပြီလားလို့ပြုံးစီစီညနာဖြင့်လင်းခက်ကမေးလိုက်ပါတော့တယ်အကိုလင်းခင်တော့အကျင့်မကောင်းမှုသူများစုခံရအောင်လုပ်တယ်အမှန်တော့တရားထိုင်ဖို့ရင်းမိတရားမေးနေတာပါဖုံဖုံခေါ်မှတတိယသွားတယ်အဲ့ဒါနဲ့ချိန်လက်ဆေးကြောပြီးတဲ့အခါမှာမြတ်စွာဘုရားရှိမှဖုံဖုံသင်ပေးထားတဲ့အာနာပါနရှုသင်းထုံဤတရားလမ်းစဉ်ဖြင့်တရားအားထုတ်နေကြတာပေါ့စောတော်တဲ့အတူတူတရားအားထုတ်တော့လဲတက်ညီလက်ညီတရားအားထုတ်စဉ်အေးမီရဲ့အမေကတကားခွဲကနေအသာလေးချောင်းကြည့်နေခဲ့တယ်။ကျောင်းတိုင်းဖုံဖုံကမိန်းကလေးမွေးစားထားတာကြောင့်အရာရာမှာစီးစနစ်တကျနေတတ်ထိုင်တတ်အောင်အမြဲလမ်းညွှန်ပေးတာမို့အေမီလေးကလိမ္မာရင်ကြီးထက်မြက်တဲ့အမျိုးသမီးငယ်လေးတစ်ယောက်အဖြစ်ရှင်သန်လာခဲ့ပါတော့တယ်။တရားထုတ်ပြီးတဲ့အခါမှာတော့သူ့ရဲ့နေရာကိုပြန်လာခဲ့ပြီးခေါင်းပေါ်ခေါင်းချလိုက်တာဆိုရင်ဖြင့်ကလေးပြီးပြီးခေါင်းပေါ်ရောက်တာနဲ့တန်းအိပ်ပျော်သွားတဲ့ချိန်မှာပဲခေါင်းရင်းကဘရင်းပေါက်ကနေခေါင်းပြက်ဆုံးမကြီးကတော့ပူဆွေးတော့ကရောက်နေတဲ့မျက်နှာပြင်ချောင်းကြည့်နေပါတော့တယ်။အလုံးနဲ့တဖြည်းဖြည်းချိန်နေကုန်လာလိုက်တာအေးမီလည်းပြိုကြီးတစ်ယောက်ဖြစ်လာတာပေါ့။လင်းခင်လည်းသူမျက်စိရှိမှလှလှပပလေးကြီးမြင့်လာတဲ့အေးမီလေးကိုအမြဲအရေးတကြီးကြီးဖြင့်ညီမလေးတစ်ယောက်လိုစောင်းရှောင်းရင်းထိုင်ကစဉ်းစားနေချိန်မှာပဲအေးမီတယောက်သူ့ရှိမှမတက်ရဲ့နေရာကိုတွေးလိုက်တော့လင်းခေကအေးမီနင်အလုပ်တွေမလုပ်ပဲဘာလို့မတက်ရဲ့နေတာတော့ဖုံဖုံသိရင်စုခံရအောင်မယ်နော်အဲ့ဒီခါအေးမီကနေပြီးတော့ညီမအကိုလင်းခေကိုကြီးနေတာအဲ့လေကမှထိုင်ပြီးဘသူ့ကိုလွမ်းနေတာလဲပြောဒီခါလင်းခေကနေဒီကောင်မလေးတော်တော်ရှိပါလားတော့လှုပ်ရှားရှိရလို့ဆိုပြီးပြောကအေးမီလည်းတန်ရှင်းလုပ်ဖို့အတွက်အကြောင်းလေးကိုဝင်သွားခဲ့တာပေါ့စာတင်နဲ့ရောက်တော့သူကတော့သူ့လုပ်ပြီးမလဲဗာလေးကကာလာသားတချို့ကအကွယ်ကနေချောင်းကြည့်နေကြပါတယ်အဲ့လိုချောင်းကြည့်နေချိန်မှာပဲဖုံဖုံရောက်လာပြီးတွေ့သွားတာကြောင့်ကာလာသားတွေလန့်သွားကြတာပေါ့ရှင်အေမီလည်းစာတင်ကန်းနဲ့တန်ရှင်းလုပ်ပြီးတော့ဘုံကြီးကျောင်းဝဲနဲ့တမျက်စီးခဲနေချိန်မှာပဲအေမီအမေဒေါ်လာရောက်လာခဲ့ပါတယ်အနားရောက်လာတော့သမီးလေးကြီးဒီကောင်းရဲ့လားခုလိုတွေ့ရတာဝမ်းသာတယ်ကွယ်ခုမှမြင်မှုတဲ့အမျိုးသမီးကနှုတ်ဆက်တော့အေးမီတယောက်ကြောင်တောင်ဖြစ်ရှင်ဟုတ်ကဲ့အနီတွေ့ရတာဝမ်းသာပါတယ်သမီးလေးကလှလိုက်တာအရန်လေးချစ်ဖို့ကောင်းတယ်ဟုတ်ကဲ့အနီကျေးဇူးတင်ပါတယ်ရှင်အနီလည်းခုထိလှလေးတယ်ရှင်အနီပြီးရင်သမီးရှိအလေလာလို့ရမလားအနီကတယောက်ဖက်သမားမှုလို့လေဟုတ်ကဲ့အနီရပါတယ်လာခဲ့တော့သမီးလည်းအားပါတယ်အနီအေးပါသမီးရဲ့သမီးကအရန်ချစ်ဖို့ကောင်းတာပဲအနည်းမှလည်းသမီးလိုရွယ်သမီးတစ်ယောက်ရှိတယ်ကွယ်သူလည်းအရန်ချစ်ဖို့ကောင်းတာလေသူကတော့ဝေးမှဆိုတော့သူ့ကိုတတိယရဲ့သမီးစီလာခဲ့မယ်နော်ဟုဆိုလိုက်တော့နှစ်ယောက်သားမျက်လုံးချင်းစုံပြီးတဲ့အခါမှာအေးမီရင်ထဲမှာတစ်ခုခုကိုဝမ်းနေနေတယ်လို့ဒေါ်လာရဲ့မျက်ဝန်းထဲမှာလည်းမျက်ရည်တွေဝေဝါးစွာရှိနေတာပေါ့သူပြောချင်တာတွေပြောဆိုပြီးတဲ့နောက်နှုတ်ဆက်ကပြန်သွားခဲ့ပါတယ်အေမီလည်းပြန်သွားတဲ့ဒေါ်လာရဲ့ကြောပြင်ကိုကြီးကဝမ်းနေနေတယ်လို့ဖြစ်နေချိန်ဘာတွေပြောနေကြတာလဲဘဲကအမျိုးသမီးကြီးလဲဟုဆိုကအနားရောက်လာတော့လင်းကမေးလိုက်ပါတော့တယ်မသိပါဘူးကိုလင်းခိရဲ့ညီမနားလာပြီးစကားလာပြောတာပါသူသမီးလေးကိုလွမ်းလို့ဆိုပြီးတော့ပြောတာပဲအလိုနဲ့ညရောက်တော့အေမီတယောက်အိမ်နေစဉ်ခနာဘောကပူစလုံးနားတလို့မျိုးဖြစ်ပေါ်နေချိန်မှာပဲသူ့ပိုင်နားကနေလင်းရောင်တွေထွက်ပေါ်လာတာမြင်လိုက်တော့လန့်ကအွန်လိုင်းမိတာပေါ့ခဏကြာမှပဲအေးမီတယောက်ခေါင်းနဲ့ခန္ဓာကိုတခြားစီဖြစ်ကဆုံးမတယောက်ဖြစ်သွားပါတော့တယ်
အင်းမီအခုလိုဖြစ်သွားတဲ့ပုံမူမက်မျက်နှာလေးကတနာစရာကောင်းလာပါတယ်။သူမရဲ့ဘဝအခြေအနေကိုအပြိုဝင်ကားစားအရွယ်မှာတီးလိုက်ရတဲ့အတွက်ဝမ်းနဲ့နေရင်တွေ့ရရင်နဲ့သူမနေရာကနေကျောင်းမြင်ကိုထွက်သွားပါတော့တယ်။သူမထွက်သွားတာကိုကျောင်းနိုင်ဘုန်းကြီးကမြင်လိုက်တာကြောင့်တိတ်ဆိတ်ဆိတ်ရက်ကြည့်ရင်သူ့လက်ပေါ်မှာကြည်ပြင်းလာတဲ့မိန်းကလေးရဲ့ဘဝဖြစ်တည်မှုတွေစိတ်မကောင်းဖြစ်ပေမဲ့လည်းနောင်ဖြစ်လာမယ့်အကျိုးဆက်တွေရှိတာကြောင့်သူမကိုကျောင်းကနေထွက်သွားခိုင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။မီဒီယာခေါင်းစဉ်ကြီးဖြင့်အပေါ်ကိုတပြေးလေးမြင့်တက်သွားပြီးဘုန်းကြီးကျောင်းကိုဝန်းထဲစွာဖြင့်စိုက်ကြည့်နေခဲ့တာပေါ့ရှင်။နောက်တနေ့မနေ့ရောက်တော့လင်းခင်နဲ့အေမီတို့နှစ်ယောက်ရှေ့ကိုဖုံဖုံရောက်လာပြီးအေမီရေသမီးဒီနေ့ဒီကျောင်းကနေထွက်သွားဖို့အချိန်တန်ပြီဟုတင်းငိမ်သောမျက်နှာအမူအရာဖြင့်ပြောလိုက်တော့ကြောင့်သူမဘဝအချင်းလေးကိုဖုံဖုံတည်သွားတယ်ဆိုတာအေမီတယောက်နားလည်သဘောပေါက်သွားပါတော့တယ်။အေမီအထောက်ပြင်းနေတော့လင်းခစ်ကတော့သူ့ညီမလေးလိုစောင့်ရှောက်ထားတဲ့မိန်းကလေးကိုဖုံဖုံကချစ်ချင်းနှင်ထုတ်လိုက်တာကြောင့်တွေးတောနေတာပေါ့။ဖုံဖုံလည်းလောကကြီးအကြောင်းနားမလည်သေးတဲ့မိန်းကလေးကိုအချင်းလေးကြောင့်ထွက်သွားခိုင်းပြီးလည်းစိတ်မကောင်းပဲဖြစ်နေတာပေါ့ရှင်။လင်းခစ်ကတော့အေမီလက်ကိုလှမ်းဆွဲလိုက်ပြီးမင်းကအခုဘယ်ကိုသွားမှလဲဘယ်နေရာတွေကိုတီးလို့လဲကိုလင်းခင်ညီမလက်ကိုလွတ်လိုက်ပါညီမဒီကားရကနေထွက်သွားရတော့မယ်ညီမကဒီနေရာနဲ့မသက်ဆိုင်တဲ့တယောက်ပါအခုအဲ့ဒါဆိုဘာချောင်းလဲဘာလို့ဖြစ်လို့ထွက်သွားမှလဲပြောလေလို့လင်းခစ်ကမေးလိုက်ပေမဲ့လေအေမီကတော့ဘာမှပြင်မပြောပဲကျောင်းထဲကနေထွက်သွားဖို့ကားနာကိုတပြေးပြေးရှောက်သွားနေတာပေါ့အေမီလည်းငယ်ကလေးကနေလာတဲ့နေရာကိုခွဲရတော့မှဆိုတော့ဝမ်းနည်းစိတ်ကြောင့်မျက်နှာလေးကပြိုးမဲ့မို့လို့ဖြစ်နေတာပေါ့ရှင်အဲ့လိုနဲ့အေမီတယောက်ကားပြင်ထွက်သွားပြီးနောက်ဖုံဖုံပါလို့ခုလိုနှင်ထုံးရတာလေအေမီမှာဘာပြဿနာရှိလို့လဲငယ်ကလေးကနေလာတဲ့ကလေးကိုအပြစ်မရှိပဲဘာလို့ခုလိုလုပ်ရတာလဲလို့မင်းကမေးလိုက်ပါတော့တယ်မင်းတနေ့တော့တိလာလိမ့်မယ်ငါဘာလို့ခုလိုအေမီကိုနှင်ထုံးရတာလဲဆိုတာမင်းတိလာလိမ့်မယ်လို့ဖုံဖုံကပြန်ပြောလိုက်ပါတော့လေလင်းကလည်းဖုံဖုံပြောတာတွေကိုနားမလည်ပေမဲ့လည်းအေမီထွက်သွားတာကြောင့်ဝမ်းနေနေတာပေါ့ရှင်နောက်တနေ့မှာတော့ကျောင်းဝင်းလေးကိုဒေါ်လာတယောက်အတွေးလေးနဲ့လဲလျှောက်လာတာကိုထိုင်ကဝမ်းနေနေတဲ့လူခစ်ကတွေးလိုက်တာကြောင့်ဒီကိုဘာလာလောက်တာလဲဖုံဖုံစီတို့ကိုလာတာလားလို့မေးလိုက်တော့မဟုတ်ပါဘူးသားရဲ့သမီးလေးအေမီစီလာတာပါအရင်ဆိုဒီအချိန်အလုံးလုံးနေကြကိုတွေးရသေးတယ်ခုကသူ့ဘက်မှာလဲလို့မေးလိုက်တော့လင်းခင်လည်းအေမီအကြောင်းအမှန်တိုင်းပဲထွက်သွားတာကိုပြောလိုက်ပါတော့တယ်အေမီထွက်သွားတာကိုကြားသိလိုက်ရတော့စိုးတိတ်မှုနဲ့အတူဝမ်းထဲကဖုံဖုံစီကိုတွားလိုက်ပါတော့တယ်။အချိန်ဖုံဖုံကတရားထုတ်နေတာမို့ဒေါ်လာရောက်လာတာကိုသိတာကြောင့်မျက်စိဖွင့်လိုက်ပြီးအေမီကဒီမှာမရှိတော့ဘူး။ကျောင်းနဲ့ဝေးရောက်ကိုတွားပြီးရပါတယ်ပြဿနာမရှိပါဘူး။အေမီလေးကသူ့ဘာသာသူရှောင်လန်းနိုင်မှလို့ဒေါ်လာကပြောတော့ဒကမာကြီးကအေမီအမေဟုတ်တယ်မို့လား။အဲ့ဒါဆိုအေမီလေးအခုလိုဖြစ်ရတာဘယ်သူကြောင့်လဲလို့ဖုံဖုံကမေးလိုက်တော့ဒေါ်လာတယောက်ဝမ်းကျသွားပြီးဖုံဖုံရှိကိုရိုးရိုးတည်လေးထိုင်နေလိုက်ကဘာလို့နှင်ထုတ်ရတာလဲဖုံဖုံလို့မေးတော့အေမီကိုဟိုတနေ့ညကဆုံးဖြတ်တွေးလိုက်တယ်အဲ့လိုကြားတော့ဒေါ်လာတယောက်လမ်းသွားရပြီမဟုတ်ပါဘူးလို့အထိတ်တလန့်ပြန်ပြေတော့ဒကမာကြီးလဲအေမီအခုလိုဖြစ်လာလိမ့်မယ်လို့မထင်ဘူးမဟုတ်လားဒါတွေကမျိုးရိုးလိုက်တယ်လေအဲ့ဒါကြောင့်အရွယ်တစ်ခုရောက်လာရင်ပုံစံပြောင်းသွားကြမှာပဲလို့ပြောလိုက်တော့တယ်ဒါပေမဲ့လည်းသမီးလေးကအခုဘယ်မှာသွားနေမလဲလို့ဒေါ်လာကမေးလိုက်ပါတော့တယ်ခုလိုကျောင်းကနှင်ထုတ်ရတာကလည်းသူ့အသက်အန္တရာယ်ဘေးကင်းဖို့ပဲတခြားသူတွေတင်းသွားရင်သူ့အတွက်အန္တရာယ်များတယ်လို့ပြောလိုက်တော့ဒေါ်လာလည်းတိတ်ဆိတ်သွားဘုန်းကြီးကျောင်းကနေပြန်ထွက်လာခဲ့ပါတော့တယ်အလုံးနဲ့တိတ်ဆိတ်တဲ့ညတညမှာဒနီမိုးတရံကအိမ်ထဲမှာမိခွဲလေးထုံးကားထိုင်နေတဲ့ဒေါ်လာတယောက်သမီးဖြစ်သူတွေတွေကပူဆွေးဝမ်းနေနေတာပေါ့သမီးဖြစ်သူအကြောင်းတွေးရင်တငွေ့ငွေ့ဒေါသတွေလောင်မြိုက်လာတာမို့အတကုံအော်ဟစ်ကအရန်ဒေါသထွက်နေတဲ့ခေါင်းပြဆုံးမကြီးဖြစ်သွားပါတော့တယ်။ဒေါသတွေထွက်ရင်အိမ်ထဲကနေအပြင်ကိုထွက်ကဘုန်းကြီးကျောင်းထဲကိုရောက်လာပါတော့တယ်။အဲ့ဒီချိန်ဘုန်းကြီးကျောင်းမှာဘုန်းကြီးတွေတရားအားထုတ်နေချိန်မို့ဦးစင်တစ်ပါးရဲ့နားကိုတိုးသွားတာကြောင့်မျက်စိနိမိတ်ရာကနေဖွင့်ကြည့်လိုက်တော့မန်ဖီနေတဲ့ဆုံးမကြီးကိုမြင်တွေ့လိုက်ရပါတော့တယ်။အဲ့လိုဖြစ်ပြနေတာကိုရွာသားတွေတည်သွားတာကြောင့်အုပ်စုလိုက်ဘုန်းကြီးကျောင်းကိုရောက်လာကြပါတယ်။အဲ့ဒါနဲ့ပဲရွာသားတွေကနေဆုံးမကဘလို့ဖြစ်ပြီးဘုန်းကြီးကျောင်းထဲကိုဝင်လာရတာလေ။ဒါမှမဟုတ်ဘုန်းကြီးကဝင်ခွင့်ပေးထားလို့များလား။ဘုန်းကြီးကမွေးထားတာတော့မဟုတ်ပါဘူးနော်။အခုလိုဘုန်းကြီးကျောင်းကအလွယ်တကူဝင်နိုင်တယ်ဆိုရင်တပည့်တော်တို့လိုတာမန်လူတွေအတွက်အရန်ကိုအန္တရာယ်များတယ်။
အဲ့ဒါဖုံဖုံဘာလို့ပေးမှလဲလို့တယောက်တစ်ပေါက်အတန်တွေထွက်နေကြတာပေါ့ကျောင်းတိုင်းဘုန်းကြီးကလည်းမင်းတို့ကဆုံးဆိုတာနဲ့အသက်အန္တရာယ်ဖြစ်နိုင်တယ်လို့ပဲထင်နေကြတာကိုဆုံးတိုင်းမဟုတ်ပါဘူးသူတို့ကအတိတ်ဝကြီးတွေကြောင့်ဖြစ်ရတာပါတမင်ဖြစ်ပါသေးဆိုပြီးကြင်ယူထားတဲ့ဆုံးမဟုတ်ဘူးနောက်ပြီးကျောင်းကနေမွေးထားတာလည်းမဟုတ်ဘူးကျောင်းကိုဘာလို့လာရလဲလို့ဆိုတော့သူတို့ကဝိတ်ကြောင်ဖြစ်လာတာမို့ကျောင်းထဲကိုလာလို့ရတယ်ဒါပေမဲ့သူတစ်ပါးကိုတော့အနေမပေးပါဘူးမင်းတို့ကစိတ်ထဲမကြင်မနဲ့ဖြစ်တယ်ဆိုရင်လည်းမင်းတို့စိတ်တိုင်းကြလုပ်ပါဘုန်းကြီးကတော့ပြေးလျောင်ပြောပြတာပါမင်းတို့အစဉ်ပြေတဲ့လုပ်ရက်ကိုလုပ်လို့ရပါတယ်လို့မိတ်ဆိုလိုက်ပါတော့တယ်အဲ့လိုနဲ့ရွာသားတွေလည်းတနက်ကိုစီဖြင့်ဆုံးမရှာဖို့လို့ဖွင့်ကြပါတော့တယ်သူတို့တွေစောင်းကြည့်နေတော့မှပဲဆုံးမပြန်သွားတာကိုတွေးလိုက်တာကြောင့်နောက်ကနေလိုက်သွားကြတာပေါ့လင်းခေတ်ကလည်းတနက်တစ်လက်ဖြင့်ရွာသားတွေနဲ့ပူပေါင်းကတောထဲမှာလိုက်ရှာဖွေနေစဉ်မှာပဲအပေါ်မှာပြန်သွားတဲ့ဆုံးမကိုတွေးလိုက်ပါတော့တယ်သူငငယ်ကလေးကထိန်းလာတဲ့အေးမီလေးကိုဆုံးမအဖြစ်တွေးလိုက်တာကြောင့်တိတ်တိတ်ဆိတ်လိုက်သွားလိုက်တော့ကုန်းကုန်းကွက်ကွက်ဖြစ်သူ့ရဲ့အစာကိုစားတောက်နေတာကိုမျက်မြင်ကိုတွေ့ကြရပါတော့တယ်သူအစာဖြစ်တဲ့တောချက်ကိုစားနေစဉ်မှာလင်းခေတ်ကိုတွေ့လိုက်ရတော့အံ့ဩသွားပါတော့တယ်လင်းခေတ်လည်းတနက်ကိုချင်းကအကိုအေးမီကိုခင်ပါတယ်ညီမလေးလိုလည်းချစ်ခဲ့ပါတယ်ဒါပေမဲ့ငါညီမကဘယ်ကနေဘလို့ခုလိုဖြစ်ရတာလဲဟုတ်ပါတယ်ကိုညီမကဆုံးမတယောက်ပါအကိုခုလိုတွေးလိုက်ရတော့မုန်းသွားပြီလားအကိုမမုန်းပါဘူးဒါပေမဲ့ဇွာရဲ့စီးခဲအရာတာဝန်ရှိတဲ့ရာကိုအကိုလုံးရမယ်တောင်းမှမာတဲ့ညီမလေးရဲ့ကိုပြောလိုက်တော့အေးမီလည်းသူ့ဘဝကိုနားလေတာကြောင့်မျက်ရည်တွေဖြင့်မျက်စိမိတ်လိုက်တော့တနတ်တဲ့တစ်ချက်ကြည်ကြည်လောင်လောင်ထပ်ပေါ်လာပါတော့တယ်တနတ်တန်ကပ်ပေးမယ်လဲသူ့ကိုမထီးတာကြောင့်မျက်စိဖွင့်ကြည့်လိုက်တော့သူမရှိမှဆုံးမကြီးတယောက်ရောက်ပြီးတနတ်ကိုသူ့အဆောင်ကိုခံပေးလိုက်တာပဲဖြစ်ပါတယ်အဲ့ဒါကတော့အေးမီမသိသေးတဲ့သူမအမေဒေါ်လာပါပဲဒေါ်လာလည်းသမီးဖြစ်သူကိုအမြန်ဒီနေရာကနေထွက်သွားဟုအတင်းကျပ်ပြောလိုက်တော့အေးမီလည်းအနေနဲ့သမီးလိုဆုံးမပဲပေါ့သမီးတယောက်တည်းရှိမှထင်တာဒါမှမဟုတ်သမီးအမေလားသမီးအမေဟုတ်တယ်မို့လားမမေတောင်းမှတ်ပါတယ်သမီးလေးရဲ့မမေကြောင့်သမီးလေးအခုလိုဒုက္ခများရတာမမေတောင်းမှတ်ပါတယ်သမီးလေးမမေကိုခလွတ်ပါနော်အခွင့်အရေးများရှိခဲ့ရင်နောက်ဘဝမှာမမေတို့သားမီးနှစ်ယောက်ပြန်ဆောင်တွေ့ချင်ပါသေးတယ်နောက်ဘဝဆိုတာရှိခဲ့ရင်အခုတင်ကြံနေတဲ့အကျွေးတွေအတွက်မမေကသမီးလေးကိုလိုလေသေးမရှိအောင်ဘူးစုပြောထောင်ချင်ပါတယ်သမီးလေးရဲ့အခုတော့သမီးလေးဒီနားကနေမြင်သွားပါတော့သမီးရဲ့အရီကလင်းခစ်ကဘယ်သူမှဒီနားကနေသွားလို့မရဘူးနှစ်ယောက်စလုံးဝကျွေးလို့သတ်မှတ်ထားရင်အခုပဲအကျွေးတွေဆက်လိုက်ပါနောက်ဘဝမှာကောင်းကောင်းမွန်မွန်ပြေးဆောင်ကြပါအခုတောင်းမှန်နေတော့ညီမလေးတကယ်စိတ်ထဲကနေတောင်းမှန်တာပါဒါပေမဲ့နှစ်ယောက်စလုံးကိုပြေးရလိမ့်မယ်လို့ပြောတော့သမီးလေးသွားမြင်သွားဒီနားကနေမြင်သွားဦးဆိုကဒေါ်လာနဲ့အေးမီကိုအမြင်ထုတ်လာကြပေါ့အေးမီကလည်းမမေကိုသမီးချစ်တယ်နော်အရာအလုံးကိုလည်းခွင့်လွှတ်ပါတယ်ဦးဆိုကထွက်သွားတာကြောင့်လိခိလက်တနက်ကိုင်းကငင်းကြည့်နေတော့ဒေါ်လာရဲ့တိုက်ခိုက်တာကိုခံလိုက်ရတာကြောင့်အေးမီတယောက်အသက်ဘေးကနေလွတ်မြောက်သွားပါတော့တယ်အသက်ဘေးကနေလွတ်မြောက်သွားတဲ့အေးမီတယောက်အိမ်ပြန်ရောက်တဲ့အခါမှာထွက်ပြေးဖို့အတွက်ထုတ်ဖိုးတွေပြင်နေချိန်မှာပဲတနက်တန်ကိုကြားလိုက်ရတာကြောင့်တခါမှထွေးပွေခွင့်မရပေမဲ့သူ့အသက်ကိုစတဲ့ကကာကွယ်ပေးသွားတဲ့မိခင်အတွက်ဝမ်းနဲ့ကြေကွဲနေပါတော့တယ်အထုပ်ဆွဲပြီးအိမ်ရှိရောက်တော့ကောင်းကင်ကိုပြန်လွတ်လာတဲ့မိကိုတွေကြောင့်သူ့အမေမိရှို့တက်ခံလိုက်ရတာကိုသိသွားတော့တာပေါ့အဲ့ဒီအခါမှာအေးမီကမမေသမီးအတွက်အသက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မမေအသက်ပေးတာနဲ့တောင်သမီးအသက်ရှင်ကျန်ရည်နေပါမယ်မမေလည်းကောင်းမွန်သောဘုံဘွားလေးကိုရောက်ပါစေလို့သမီးဆုတောင်းပေးလိုက်ပါတယ်မမေတစ်ဖက်မှာလည်းဒေါ်လာကိုဖမ်းမိသွားတဲ့အုပ်စုကမသိမရှင်ဖြစ်အောင်လှုပ်ထားပြီးစုံခန္ဓာကိုယ်ကြီးကိုမီးရှို့ကတက်နံလိုက်တဲ့အတွက်အောင်မွဲခံကပြုံးကြီးမီးရှို့နေကြတာပေါ့အဲ့ဒီလိုချိန်မှာပဲဒေါ်လာတိုက်ခိုက်လိုက်လို့နင်းခစ်ကတော့တတိမေမျိုးကရှိနေပြီးမီးရှို့ခံနေစဉ်မှာပဲသမီးအေးမီအစဉ်ပြေစေဖို့ဆူတောင်းရင်းဝိခံနေရတဲ့ဆုံးဘဝကနေမချိမဆက်အသက်ထွက်သွားပါတော့တယ်အလိုနဲ့အေးမီလည်းအသက်ဘေးကလူရန်တော်တဲ့ကနေအမြန်ပြေးကရွာနဲ့ဝေးတဲ့ဝေးအောင်အာတုံခွန်ဆိုင်မရေမနာပြေးသွားခဲ့ပါတယ်နောက်တနေ့မနေ့ရောက်တော့ရွာနဲ့ဝေးနေရာကိုရောက်လာခဲ့ပါတော့တယ်အေးမီလည်းပြေးရတာပင်မနှွမ်းနေပေမဲ့လည်းမရေမနာဆက်ရှောင်နေတော့ဆိုင်ငယ်တန်တက်တဲ့ကိုကြားလိုက်ရပါတော့တယ်ဆိုင်ငယ်တန်းကြောင့်ရှောင်းနေရကနေရက်လိုက်ပြီး
လမ်းကြုံလိုက်ဖို့စောင့်နေလိုက်တာပေါ့ခဏကြာတော့ဆိုင်ငယ်သမားအနားရောက်လိုက်တော့တားလိုက်တဲ့အခါသူ့ရှေ့မှာပဲရက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာဆိုင်ငယ်ပိုင်ရှင်ခက်ချောချောကောင်လေးမင်းတန်းကနေနေဘုန်းကြီးကျောင်းကကောင်မလေးအေးမီဟုတ်တယ်မို့လားပြောလိုက်တော့အေးမီကဟုတ်ပါတယ်ရှင်ညီမအေးမီပါကိုအေးမင်းကငါသိတယ်လှပြီးနာမည်ကြီးတဲ့မျိုးသမီးလေးဆိုတော့မင်းကတော့ငါ့ကိုမသိဘူးမလားလို့မေးတော့အေးမီလည်းအမှန်တိုင်းပဲဟုတ်ကဲ့ညီမမသိပါဘူးအကိုလို့ပြန်ပြင်လိုက်တာပေါ့ဟုတ်ပါပြီကွာမသိလည်းရပါတယ်ဒါနဲ့ဘယ်ကိုသွားမလို့လဲလက်ထဲမှာလည်းအထုပ်တွေအပိုးတွေနဲ့လို့မင်းတန်းကမေးလိုက်တော့ဘာပြန်ပြေးရမှမသိတာကြောင့်ဟုတ်တယ်ညီမရွာကနေထွက်လာခဲ့တာပါရွာမှာမနေချင်တော့လို့ဆိုကအေးမီလည်းပြန်ပြေးလိုက်ပါတော့တယ်အဲ့ဒါနဲ့ပဲမင်းတန်းလည်းအကိုအိမ်ကိုအရင်ဆုံးလိုက်ခဲ့ပေါ့ဆိုကအေးမီကိုဆိုင်ငယ်ပေါ်တင်ခေါ်သွားပါတော့ဆိုင်ငယ်စီးရင်နှစ်ယောက်သားစကားပြောကမိတ်ဆက်ကြတော့မင်းကိုတော့မြင်မှုတာကြပါပြီမင်းအကြောင်းလည်းတော်တော်များများသိတယ်ဒါနဲ့မင်းရဲ့နာမည်အင်းရကောဘယ်လိုခေါ်လဲဟုတ်ကဲ့ညီမနာမည်အရင်ကအေးမီပါပဲအကိုအဲ့တော့မင်းတန်းကလည်းအကိုနာမည်လည်းမှတ်ထားနော်မင်းတန်းပါလို့ဖြေလိုက်ပြီးနှစ်ယောက်သားစကားတပြောပြောဖြင့်ဆိုင်ငယ်နဲ့ထွက်သွားကြပါလို့လေအလိုနဲ့နှင်းနေငယ်ကြမှာပဲအေးမီတယောက်သူ့အပေါ်မှာအမှန်တကယ်အားကိုလေးစားရပြီးကောက်ွယ်စောင်းချောက်ကချစ်ပေးတဲ့မင်းတန်းကိုလက်ထပ်လိုက်ပါတော့တယ်။ညာမကြမီမှာပဲအေးမီမှာမင်းတန်းနဲ့ရတဲ့ကိုဝင်ရှိပြီးအရင်ထက်လဲပူချောပူလာခဲ့ပါတယ်။မင်းတန်းတယောက်သူတို့ရဲ့ကြည်စာဦးမောင်နှံနေတိုင်းနဲ့အိမ်ရှိကကိုပြစ်ပေါ်မှာထိုင်နေတဲ့မိန်းမဖြစ်သူကိုတစိမ့်စိမ့်ကြည့်ရင်အဲ့လိုကြည့်နေရင်နဲ့မင်းတန်းကနေအချစ်မင်းကအရင်ထက်ပူလာတယ်။ဘိုက်ထဲကကလေးလေးကလည်းမင်းကလေးလားမသိဘူးနော်။ဘာလေးဖြစ်ဖြစ်ပါမွေးလာတဲ့ကလေးကတော့မင်းနဲ့တူရင်အလန်းလှမှာ။သားလေးမွေးလို့ကိုနဲ့တူရင်ခံကြောကြီးဖြစ်မှာ။သမီးလေးမွေးရင်တော့ဝါကုန်းလေးလိုနူးညံ့တဲ့သမီးကျော်လေးဖြစ်မှာသိကြတယ်နော်ချစ်လို့ဆိုကသူပြောသမျှကိုအေးမီကတော့ပြုံပြုံလေးနားထောင်နေတာကြောင့်မင်းတန်းတယောက်မွေးလာမဲ့ကလေးအတွက်စိတ်ကူးရင်ကဝန္တာဘီဒီဂွန်းစင်တီကဖြစ်နေတာပေါ့ရှင်အလုံးနဲ့ချစ်ကြည်နူးနေတော့မင်းနဲ့တယောက်ချစ်ရကိုဟိုဘက်ရွာကိုသွားကြရရှိတယ်အဲ့ဒါမင်းအိမ်မှာနေခဲ့လို့ဖြစ်ပါမလားအဲ့ဒီတော့အေမီကလည်းအကိုကဘာလို့လို့သွားမှလဲရက်ရှိကြမှာလားကိုဒီကအေမီကနေချစ်ရမကြပါဘူး2ရက်3ရက်လောက်ပါပဲအချစ်လဲမွေးကနေပြီဆိုတော့သွားရမှလဲစိတ်မချလို့လေအဲ့လိုပြောတော့အေမီကရပါတယ်အကိုရဲ့အလုပ်ကိစ္စပဲသွားပါကလေးကမွေးဖို့လိုပါသေးတယ်ဒီခါမှမင်းတန်းကနေတကယ်စိတ်ချလို့ရပါတယ်နော်အချစ်ကိုကသွားခြင်းပေမဲ့တခုခုဖြစ်သွားမှလဲစိုးရိမ်လို့ပါနောက်ပြီးအကိုအလုပ်ကိုမြင်မြန်အပြီးတက်ပြီးရင်အမြန်ဆုံးပြန်လာကြမယ်နော်အချစ်ချစ်လဲကိုစိတ်မပူနဲ့နော်အကိုကရုပ်ချောတာမှန်ပေမဲ့မင်းတယောက်တည်းပဲချစ်တာပါလို့ပြောလိုက်တော့အေမီလည်းဟုတ်ပါပြီအကိုကတရားလုံးမှာအချောဆုံးသဘောကောင်းဆုံးလို့ပြန်ပြောလိုက်တော့ငါမိမကလောင်နေပေါ့လေခုလိုအမှန်တမ်းချောတယ်ပြောလို့ကျေးဇူးတင်ပါတယ်ချစ်စနီးလေးရေလို့မိမဖြစ်သူစိတ်ချမ်းသာအောင်ထားပြီးနှစ်ယောက်သားပွင့်ပွင့်လင်းလင်းတိုင်းကပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာပေါ့အဲ့ဒီလိုနဲ့မကြခင်မှာပဲအေမီတယောက်ကလေးမွေးဖွားလာခဲ့ပါတယ်တသားမွေးတသွေးလာတဲ့အေမီကတော့ကလေးအမေဖြစ်ပေမဲ့လည်းအရင်တုန်းလှနေတော့မှပဲကလေးကမွေးလာပေမဲ့လည်းအခုထိတယောက်မှမမြင်ဘူးသေးတာမဟုတ်တနေ့တော့သူတို့အိမ်ကိုအလွန်ဆက်စုသောအတွေ့အကြုံရောက်လာခဲ့ပြီငါတို့လည်းကလေးယူတော့မှမလို့နင်းကလေးကိုလာကြည့်တာနင်းကလေးကပြောတော့ဘေးကယောက်ျားလေးကနေဟုတ်တယ်ငါတို့လည်းနင်တို့လိုချစ်စရာကောင်းတဲ့ကလေးမွေးချင်လို့လေငါတို့ကိုခဏလောက်ကလေးပြပါလို့ပြောတော့အေမီတယောက်ကလေးကိုဘယ်သူမှပေးမတွေ့ချင်တာကြောင့်ကလေးကအိတ်နေတယ်သူအိတ်နေတော့နှုတ်ဆက်ရင်အယမ်းကိုလို့လို့ပြောနေတော့မှပဲကလေးငိုတဲ့လေးကထပ်ပေါ်လာတာတော့ဆက်စုစုံမြောက်လေးပြန်လာပါတယ်။တညနေမင်းတဲ့တရားအမှန်တရားကိုသိဖို့အချိန်ရောက်လို့လာတာကြောင့်သူတို့တငယ်ချင်း3ယောက်တောစင်နာမှာလမ်းလျှောက်နေတော့ဝါသားတယောက်ကနေမင်းတဲ့မိမကငါတစ်ဖက်ရွာကနေကြားခဲ့တာဆုံးမကြီးဆိုအဲ့ဒါမင်းသိလားလို့မေးတော့မင်းတဲ့တယောက်ကဘလို့ကျွန်တော်မိမကဆုံးမဟုတ်လားဘယ်ကမဟုတ်တာတွေပြောနေတာလဲဗျာမိမလာတော့လူတွေဝိုင်းကြိုက်တာလက်ခံပါတယ်ဒါပေမဲ့သူကကျွန်တော်တယောက်တည်းပဲကြိုက်တာလို့ပြောတော့သူတငယ်ချင်းတွေကလည်းထောက်ခံကြောင်းလာပြောတဲ့လူကြီးကိုဝိုင်းလောင်ကြတာပေါ့အဲ့ဒါနဲ့မင်းတန်းတို့တငယ်ချင်းတွေကမင်းမိမကအမြဲအိမ်မှာရှိနေတယ်မို့လားဟာရှိတာပေါ့ကွာသူမအိမ်ဟာအမြဲရှိနေတာဘယ်မှမသွားဘူးဆုံးဖြတ်စရာဘာကြောင့်မှမရှိဘူးဆိုတာပြောပြီး
3 ယောက်သာထွက်သွားခဲ့ပါတော့တယ်။အလုံးနဲ့3ယောက်သားစကားတပြောပြောနဲ့လမ်းလျှောက်နေတော့မှပဲတယောက်ကထစ်ထစ်အားအတန်ပြလက်ညှိုးထိုးကဟိုးပါဆုံးမကြီးမဟုတ်လားလို့မေးလိုက်တော့ကျန်2ယောက်လည်းကြီးလိုက်တာအမှန်တကယ်ဆုံးမဖြစ်နေတာကိုတွေးလိုက်တာကြောင့်ဘာလဲကွာဟိုလူကြီးပြောလိုက်တာနဲ့တကယ်ပဲဆုံးမကထွက်လာတာလားဖုတ်တာကွာလို့ပြောဆိုနေတော့မင်းတန်တယောက်ဖြတ်တခနဲတွေးလိုက်ရတဲ့မျက်နှာကြောင့်တွေးဝင်နေတော့ဆုံးမကသူ့အိမ်သားကိုဝင်သွားတာကြောင့်တငယ်ချင်းတွေကနေဟဲ့အောင်ဆုံးမကမင်းအိမ်သားမှာပျောက်သွားတာဘလို့ဖြစ်တာလဲလို့မေးနေတော့မင်းတန်တယောက်အပြေးလွှာအိမ်ပြန်လာခဲ့ပါတော့တယ်အိမ်ကိုရောက်တာနဲ့အခန်းထဲကိုချက်ချင်းဝင်ကြည့်လိုက်တော့အိမိကိုခလေးပကက်နားမှာထိုင်နေတာတွေ့တာကြောင့်အမြန်ပကက်တဲကခလေးကိုကြည့်လိုက်ပါတော့တယ်ကလေးကလည်းအမှန်တကယ်အိပ်ပျော်နေတာတွေ့တော့ဆေးရသွားပြီးအချစ်မင်းအိမ်မှာရှိနေတာပဲမဟုတ်လားဘယ်သွားသေးလဲလို့မင်းတန်းကမေးတော့အိမိကနေကျမအိမ်မှာပဲလေကလေးအိမ်အောင်တိတ်နေတာဘယ်ကိုသွားရမှာလဲအထူးဆဲအယူလိုလားမင်းနေတာလို့ပြောလိုက်တော့သူ့မျက်နှာကိုတေချာစိုက်ကြည့်နေတဲ့မင်းတန်းကအခုလိုမေးလိုက်ပါတော့တယ်အဲ့ဒါဆိုအချစ်မင်းပစံနာမှာဘာတွေပေးနေတာလဲသွေးတွေလားလို့မေးလိုက်တော့တယ်အလိုမေးလိုက်တော့အီမီလည်းပစံနာကိုဆက်လိုက်ပြီးလက်ဖြင့်တုပ်လိုက်တာကြောင့်မင်းတန်တယောက်အီမီကိုတန်တရားဝင်သွားပါတော့တယ်အဲ့ဒါနဲ့မင်းတန်လည်းဘာမှဆက်မပြောဘဲနေလိုက်တာနောက်တနေ့ညမှာတော့အိပ်ပျော်ခြင်းအောင်စောင်းနေတော့မှပဲအီမီတယောက်တတိမထားမိပဲဆုံးမအတင်ပြောင်းကအိမ်ကနေထွက်သွားပါတော့တယ်အိမ်ကနေထွက်သွားတော့မင်းတန်လည်းထားထိုင်လိုက်ပြီးအိမ်ရထဲမှာခန္ဓာကိုယ်ကြီးသာကြံခဲ့ပြီးခေါင်းပြက်နေတဲ့သူမိန်းမကိုကြည့်ပြီးအမှန်တကယ်ဆုံးမကြီးဆိုတာသိလိုက်ရပါတော့တယ်။အဲ့လိုသိသွားတဲ့အတွက်ကြောင့်မင်းတန်တယောက်ဆုံးဖြတ်ချက်တစ်ခုချလိုက်ကတမီးဖြစ်သူအိမ်နေတဲ့ပကနာကိုသွားလိုက်ပြီးဝမ်းနဲ့တုံပြီးစွာဖြင့်ဖေတောင်းမှန်ပါတယ်နော်။တမီးလေးနဲ့အမြဲတူတူမနေနိုင်တော့ဘူး။တမီးလေးကတော့မမေနဲ့တူတူနေခဲ့လိုက်ပါနော်။အခုလိုထားခဲ့လိုက်ရတဲ့အတွက်တောင်းမှန်ပါတယ်လို့ဆိုကအဝေးထုတ်ယူပြီးအိမ်ပေါ်ကနေဆင်းသွားပါတော့တယ်။အလိုနဲ့မင်းသားလည်းအိရှိကလေကဆင်းလာရောက်တော့အရှိကမြင်ကွင်းကြအာဟောမင်းသားကခြေစုံရက်နေလိုက်ပါတော့တယ်။သူလည်းရက်လိုက်တော့အနီးနားကိုဝမ်းနေတော့မျက်နှာလေးဖြင့်ဆုံးမအိမ်မီလေးရောက်လာကမင်းသားလည်းအိုဒွန်အန်တန်တခိုးလူမိကလို့ဖြစ်သွားခြင်းအကိုဘယ်သွားမလို့လဲညီမတို့သားမိကိုထားခဲ့တော့မှလားအကိုရဲ့အလိုဆိုတော့မင်းသားလည်းအချစ်ရဲ့အကိုတောင်းမှန်ပါတယ်ခုလိုတီးလိုက်ရတော့အကိုမင်းတို့သားမိနဲ့အတူမနေနိုင်တော့ဘူးမင်းသားရဲ့အဖြစ်ကိုကြားလိုက်ရတော့မျက်ရည်တွေပြည့်နေတော့မျက်ဝန်းလေးဖြင့်အကိုရဲ့ညီမတောင်းမှန်ပါတယ်ညီမတို့ကိုထားခဲ့ပါနဲ့နော်အကိုကအမြဲတမ်းရှိမှမောင်မမတ်ရှိနေခဲ့တာမို့အကိုရဲ့အကူကြီးဟိမမှုတွေအများကြီးလိုအပ်တယ်အကိုမရှိရင်ညီမအသက်ရှင်နေနိုင်မှာတော့မဟုတ်ဘူးအကိုရဲ့ဟုတနာစရာမျက်နှာလေးဖြင့်ပြောလိုက်တော့ဆုံးမဆိုတဲ့အတီးကပေးသွားပြီးချစ်မြတ်လို့ခဲ့ရတဲ့အမျိုးသမီးဆိုတဲ့အတီးကြောင့်စိတ်တွေကဒုဟဖြစ်ကဝေခွဲမရဖြစ်နေပါတော့တယ်အဲ့ဒီလိုမင်းတန်တို့နှစ်ယောက်သူတို့အိမ်ရှင်မှာဆွေးနွေးနေချိန်မှာပဲသတင်းပေးခဲ့တဲ့လူကြီးရဲ့မင်းတန်တငယ်ချင်းတွေရဲ့ရွာထဲမှာဆက်စုစိန်ကြတဲ့ရွာသားအုပ်စုလိုက်သူတို့အိမ်ရှိကိုရောက်လာပါတော့တယ်အဲ့ဒီချိန်မှာရွာသားကြီးကငါမင်းကိုတတိပေးခဲ့တယ်နော်မေးလဲမေးခဲ့တယ်မဟုတ်ပါဘူးဆိုခုတော့ဘလို့ဖြစ်ရတာလဲလို့မေးလိုက်ပါတော့တယ်အလိုတွေကြောင့်မင်းတန်လန်းအထိုက်တလန့်ဖြစ်ရွာသားတွေနဲ့တငယ်ချင်းနှစ်ယောက်ကိုတောင်းပန်ပါတယ်ဆိုတဲ့မျက်နှာထားညွှန်းညွှန်းငယ်ငယ်လေးနဲ့ခါရလိုက်ပြီးမယ်လေပါလာတဲ့လူတွေကလည်းခေစံလိန်ညာတဲ့လူတွေသေဖို့ပြင်ထားဆိုတဲ့မျက်နှာပေးတွေနဲ့ရဲကြည့်နေပါတော့တယ်ခုလိုချေရတဲ့အမျိုးသားလေးအများလယ်မှာမျက်နှာငယ်စွာတောင်းပန်နေရတာကြောင့်အမီလည်းကျမအပြစ်တွေပါရှင်အကိုလည်းအခုမှသိတာမို့အပြစ်မတင်ကြပါနဲ့နော်ကျမအားလုံးကိုတောင်းပန်ပါတယ်ကျမကတိပေးပါတယ်ရှေ့ဆက်ပြီးကောင်းကောင်းနေသွားပါမယ်လို့ပြောရင်ခွင့်လွှတ်ပေးရင်တောင်းဆိုလိုက်ပါတော့တယ်အဲ့လိုပြောပြီးတောင်းဆိုလိုက်ပြီးမဲ့လေမင်းဘလို့ပဲတောင်းမယ်ငါတို့ကတော့မင်းကိုရွာမှာအရှင်းမထားနိုင်ဘူးအဲ့ဒါကြောင့်မင်းတန်လည်းအေးမိရှိမှကာကွယ်ပြီးတောင်းပန်ပါတယ်ဦးလေးရဲ့ကျွန်တော်မိမကိုမသက်ပါနဲ့နော်အဲ့လိုပြောပြီးအေးမိကိုဒီနေရာကနေအမြင်ထွက်သွားလို့ပြောလိုက်တာကြောင့်အေးမိရင်နဲ့ကြည်နူးမှုအမြင်ဖြင့်အကိုရဲ့လို့သာခေါ်ပြီးဘာစကားမှဆက်မပြောနိုင်ပဲချေရတဲ့အမျိုးသားလေးကိုကြည်နေမိပါတော့တယ်
အဲ့ဒီအချိန်ခေါင်းဆောင်လာတဲ့လူကြီးကနေဟဲ့ကောင်မင်းသက်မင်းတို့တွေဘာမှဒရမာခင်းပြမနေနဲ့ငါတို့ကလှုပ်ရှားရှိတာလှုပ်ရမှာပဲအဲ့လိုပြောရင်းနဲ့ပါလာတဲ့တယောက်ကိုဟုတ်ကောင်မင်းတငယ်ချင်းကိုနှောက်ယှက်လို့မရအောင်လှုပ်လိုက်မင်းသက်လည်းထိတ်တလန့်ဖြင့်တငယ်ချင်းမင်းငါ့ကိုဘာလုပ်မလို့လဲဟဲ့ကောင်ငါတို့ကတငယ်ချင်းတွေလေလို့ပြောတော့မင်းတန်ကိုသူ့တငယ်ချင်းကမင်းတန်ရဲ့လှုပ်ရှားရှိတာလှုပ်ရမှာပဲဟုဆိုကထိုးချလိုက်တာကြောင့်မင်းတန်လည်းမြေပေါ်ကိုမှောက်သွားပါတော့တယ်အဲ့လိုမင်းတန်မြေပေါ်ကိုမှောက်သွားတာကြောင့်အေးမိကအကိုရရဲ့လားအကိုအစင်ပြေရဲ့လားလို့အဲ့လိုမေးနေချိန်ဘာသာတွေကလည်းညီလင်ကိုတမင်းနဲ့မင်းကိုဘယ်သူမှမကယ်နိုင်တော့ဘူးဆိုကဓာတ်တွေကပြီးရှေ့တိုးလာတာကြောင့်အေးမိလည်းတဖြည်းဖြည်းနောက်ဆုတ်ရင်အကိုရေလုံးပါအောင်ရှင်တို့တွေမတရားမလို့နဲ့နော်ကျမတောင်းပန်ပါတယ်ကျမကိုမတက်ပါနဲ့မလုံးကြပါနဲ့ပြောနေတယ်လေကျမကိုမတက်ပါနဲ့လို့ကြောင်းလန်တဲ့ရှာအော်ဟစ်တန်တွေကိုမင်းတန်တယောက်ကြားနေပြီပဲလေပြစ်ကြသွားရဲ့အရှိန်ကြောင့်မြေပေါ်ကနေမထနိုင်ပဲဖြစ်နေပါတော့တယ်အလုံးနဲ့အေးမီဆုံးကောင်းကိုရွာသားတွေကဖျက်ဆီးလိုက်တာကြောင့်အိမ်ထဲမှာအေးမီခနာကိုသာကြံခဲ့တာမို့တတိယလာတဲ့မင်းသားလည်းလက်မိုင်ကြားကဘာလို့ရမှန်းမသိဖြစ်နေတော့သူတငယ်ချင်းကအိမ်မော်တက်လာပြီးအေးမီကိုလုံးကိုရွှေရှာပွဲရလို့ကြီးပြီးဟဲ့ကောင်မင်းသားမင်းမိမဆုံးမကိုမင်းမီးရှို့မှာဆိုမြင်မြင်မီးရှို့အကုန်လုံးပြီးရတယ်မင်းတို့သားပါလဲဒီရွာကနေထွက်သွားဖို့လို့မင်းတို့ကိုဒီရွာမှာမထားနိုင်ဘူးမင်းရဲ့သမီးလေးကလည်းသူ့အမေလိုဆုံးမဖြစ်လာနိုင်တယ်အဲ့ဒါကြောင့်မင်းတို့ဒီကနေမြင်းမြန်းထွက်သွားလို့ဆိုတာပြောဆိုသွားပါတော့တယ်အလိုနဲ့မင်းတန်းလည်းစိတ်မကောင်းသွားပြီးသူတယောက်တည်းအေမီကိုလုံးကိုမီးရှို့နေတယ်ရွာသားတွေအကုန်လုံးကသူတို့သားဖကိုရွာမှာမထားနိုင်ဘူးထွက်သွားကြတရလေးတော့မဆိုင်ပဲထွက်သွားကြသမီးလေးကိုလည်းဆုံးမဖြစ်လာနိုင်တယ်လို့ဆွဆွဲကပြောဆိုတဲ့နေကိုပြန်ကြားရောက်မိတာကြောင့်အေမီအာသူဘမြေချနေစီမှာပဲအားငယ်ဝမ်းနည်းမှုတွေနဲ့အတူဝမ်းနည်းစွာငိုကြွေးနေပါတော့တယ်။အဒီလိုရွာကတင်ထုတ်လိုက်တာကြောင့်မင်းတိုင်းတို့သားဖနှစ်ယောက်ရွာရဲ့အဝေးဆုံးတောအုပ်ထဲမှာသားဖနှစ်ယောက်ချိုးချိုးတက်တက်တတိတက်တက်တော့ရောက်နေထိုင်ကြရင်းနဲ့ချစ်စရာကောင်းတဲ့သမီးလေးကိုချစ်စုလို့နာမည်ခေါ်ကနေထိုင်ကြပါတော့တယ်။တဖြည်းဖြည်းသမီးလေးကအပြိုလေးရွယ်ကိုရောက်လာပါတော့တယ်။အဒီလိုအပြိုဖြစ်နေခြင်းဒါမှနှစ်ယောက်အိမ်နေစဉ်ညတညမှာသမီးလေးချစ်စုကထိတ်လန့်နေကြအတဲဖြစ်အဖေကြီးပါဦးသမီးရဲ့ခန္ဓာကိုယ်ကဘာဖြစ်တာလဲမသိဘူးအယောင်နဲ့ထွက်လာတဲ့အဖေရေလုံးပါဦးလို့ထိတ်လန့်ပြောဆိုပေမဲ့လည်းမင်းတန်လည်းမျက်ရည်တွေလိုကျလာပြီးအဖေလုံးပြီလို့မရဘူးသမီးရေသမီးဖြစ်သူရဲ့ဘဝနေတာကိုတီးသွားတာကြောင့်ဝမ်းထဲကတွင်ဟိုကျွေးနေပါတော့တယ်။အဲ့ဒီလိုနဲ့တဖြည်းဖြည်းတော်ထဲမှာနေလာလိုက်တာချစ်စုလည်းအရွယ်ရောက်တဲ့အပြိုကြီးတယောက်ဖြစ်လာပါတော့တယ်။ချစ်စုတယောက်အရွယ်ရောက်ပေမဲ့လည်းအဝေးစားကလည်းပီတီပေးဆုံးအဝေးနန်းနန်းလေးကိုသာဝေးရပြီးဘယ်မှလည်းမသွားတတ်မလာတတ်ဖြစ်အိမ်မှာပဲအမြဲလိုရှိနေတတ်ပါတယ်။နေတိုင်းလိုတော်ရဲကဖခင်ဖြစ်သူပြန်လာကိုအိမ်ရှိလေးမှာထွက်ထိုင်ပြီးစောင့်မျှော်နေတတ်တာပေါ့ဖခင်မင်းတန်လည်းအသက်ကြီးလာလို့စပင်းနေတောင်ဖြူနေပေမဲ့လည်းသမီးလေးတွေအမြဲစားဖို့စီစဉ်ပေးနေလုံးပါပဲအဲဒါကြောင့်ပါလာတဲ့လက်ထဲကအထုပ်ကိုသမီးဖြစ်သူကိုပေးလိုက်တာကြောင့်ချစ်စုလည်းပြုံးရွှင်ဖြင့်အိတ်ကိုယူပြီးနောက်မှရှိတဲ့အခန်းထဲဝင်ကဖခင်ယူလာတဲ့တောချက်ကိုအားရပါးရနဲ့ခေါင်းပြက်နေသောဆုံးမအသွင်ဖြင့်စားတောက်လို့နေပါတော့လေ။သမီးဖြစ်သူကအမှန်တော့ဆုံးတစ်ယောက်ဖြစ်နေပါပြီ။သမီးဖြစ်သူစားနေတာကိုမင်းတန်းကတော့ကြည်ပြီးတွေ့လေးထိုင်ကြီးကဆုံးဖြစ်မွေးဖွားလာတဲ့သမီးလေးအတွက်တွေးတော့နေမိတာပေါ့။မကိုခင်မဦးကိုခင်မယ်ဆိုတဲ့အတိုင်းအေးမီကိုအမှန်တကယ်ချစ်မြတ်လို့ခဲ့တာကြောင့်သမီးလေးဆုံးမဖြစ်သွားပေမဲ့လည်းသူကိုယ်တိုင်သမီးဖြစ်သူအတွက်အစာရှာပေးပြီးအိမ်မှာပဲနေခိုင်းကရှာလို့ရတဲ့ညကိုရှာခါပြီးဘယ်ကိုမှလည်းမသွားခိုင်းနဲ့အိမ်မှာပဲအမြဲတမ်းတင်ထားကသမီးလေးအဖြစ်ကိုရွာသားတွေတီးပြီးတက်ပြစ်လိုက်မှစိုးထိန်နေသူတယောက်ပဲဖြစ်ပါတယ်အလိုနဲ့နေလာလိုက်တာချစ်စုလည်း
အပြင်လည်းမထွက်ဘူးသလိုအစာလည်းကိုယ်တိုင်မရှာတတ်တဲ့ဖခင်ကျွေးမျိုးသမျှကိုအိမ်မှာပဲစားတောက်နေထိုင်ကအသက်ရှင်နေတာပေါ့အဒီလိုနေတိုင်းအိမ်မှာပဲတယောက်တည်းဖခင်ဖြစ်သူပြန်လာကိုစောင့်နေချိန်ဒေါဇနာကိုဖျက်သွားတဲ့ဇော်မင်းတယောက်အိမ်ရှိမှထိုင်နေတဲ့ချစ်စုကိုတွေ့သွားတာကြောင့်ထူးဆန်းဖြစ်ပြီးချောင်းမောလှပတဲ့ချစ်စုနာကိုတွားလိုက်ပါတော့တယ်ချစ်စုလည်းအိမ်ရှိမှဖခင်ဖြစ်သူကိုစောင့်နေတော့လူတယောက်ရောက်လာလို့ကြည်နေချိန်မှာပဲဇော်မင်းကမင်္ဂလာပါညီမလေးအခုနာမည်ကဇော်မင်းပါညီမလေးကဒီမှာနေတာလားအခုကဒီရွာကိုရောက်တာသိမကြသေးလို့လေဒါနဲ့ညီမလေးနာမည်ကဘယ်လိုခေါ်လဲအခုသိလို့ရမလားဗျဒီတော့ချစ်စုကဟုတ်ကဲ့ကျမနာမည်ကချစ်သူပါရှင်သူရဲ့ဘူပိုင်းအပြုံးချွတ်ချွတ်လေးနဲ့ပြောလိုက်ပါတော့တယ်ဟယ်လိုနဲ့နေတိုင်းလို့ဇော်မင်းကအကွယ်ကနေဆောင်းကဖခင်ဖြစ်သူအပြင်ထွက်ပြီဆိုတာနဲ့ချစ်စုနဲ့အတူစကားပြောကြရင်ချစ်သူတွေဖြစ်သွားကြတာပေါ့တနေ့တော့မင်းတန်တယောက်သမီးဖြစ်သူရဲ့အမူအရာတွေကိုတတိထားလိုက်မိတာကြောင့်အပြင်သွားကြည့်အောင်စောင့်ချိန်မှာပဲချစ်စုတို့နှစ်ယောက်စကားပြောဆိုနေတာကိုတွေးလိုက်တော့သူတို့နှစ်ယောက်ရှိကိုရောက်လာပြီးချစ်စုတယောက်ဖခင်ကိုတွေးတော့နမ်းသွားပါတော့တယ်အဲ့ဒါနဲ့လေစိတ်တိုနေတဲ့မင်းတန်းကအဖေသမီးကိုမပြောထားလေသမီးမေ့သွားတာလားတခြားဘသူတွေနဲ့မှစကားမပြောဖို့အိမ်မှာပဲနေဖို့အမဲပြောထားတယ်လေသမီးအဖေစကားဘာလို့နားမထောင်ရတာလဲအဲ့လိုပြောနေချိန်မှာပဲဇော်မင်းကဘာဖြစ်လို့မခေါ်မပြောနေရတာလဲဗျာသူလည်းအရင်ရောက်နေတဲ့မိန်းကလေးဖြစ်နေပြီလေကျွန်တော်လည်းအမှန်တကယ်ချစ်စုကိုချစ်မြတ်လို့မိတာပါဦးလေးကိုခွင့်မတောင်းမိပဲချစ်ကြိုက်မိတဲ့အတွက်တောင်းပန်ပါတယ်ခင်ဗျာဘဝမင်းလေးရဲ့ချစ်စုကလည်းခွင့်လွှတ်ပေးပါပြပြရဲ့သမီးတို့ရဲ့ချစ်ချင်းကိုခွင့်ပြုပေးပါနော်သမီးလေးအတွက်စိုးရိမ်နေတဲ့မင်းတန်းကဘာအကြောင်းမှမကြားချင်ဘူးမင်းတို့တွေကြိုက်လို့လည်းမရဘူးဟဲ့မင်းလည်းချက်ချင်းငါ့အိမ်ထဲကနေထွက်သွားကွာအဒီလိုဒေါသတကြီးပြောဆိုလိုက်ရင်မင်းတန်းတယောက်ချောင်းနေဆိုးကတဟုတ်ဟုတ်ဖြစ်မြေပြင်ပေါ်သို့လဲကျသွားပါတော့တယ်ဖခင်ဖြစ်သူချောင်းဆိုးကရေပေါ်သို့လဲကျသွားတာကြောင့်ချစ်စုကဖေဖေဘာဖြစ်တာလဲဖေဖေဆိုပြီးခေါ်ပေးမဲ့လဲပြန်မထူးတာအကြောင်းဇော်မင်းအကူကြီးဖြင့်ဖခင်ကိုအိမ်ထဲကအိယာဘိုကိုရွှေ့လိုက်ကဇော်မင်းကပဲငါရဲကဆရာဝန်ဘင်းကဆေးပြလိုက်ပါတော့တယ်ဆရာဝန်လည်းဆေးရောပြီးနောက်ခုလိုပြောလိုက်ပါတော့တယ်လူနာကတော့အသက်ရည်ကစကားပြောသလိုစိတ်ဖိစီးမှုတွေနဲ့လုံချမ်းတွေလုံနေရတာကြောင့်ခုလိုဖြစ်ရတာပါအိမ်မှာပဲနာနာနေခိုင်းလိုက်ပါတောက်ဆေးလဲပုံမှန်တောက်ခိုင်းမှာတက်တာပါလိမ့်မယ်လို့ပြောလိုက်ပါတော့တယ်ဒီတော့ဇော်မင်းကစိတ်ကြပါဆရာပေးတဲ့ဆေးတွေအားလုံးပုံမှန်တိုက်ပါမယ်ဟာရရှိအောင်လည်းကျွေးပါမယ်လို့ပြောပြီးနောက်ဆရာဝန်နဲ့အတူဇော်မင်းလည်းအိမ်ထဲကနေထွက်သွားတော့ချစ်စုလည်းချေးရတဲ့သူကိုမျက်စိတစုံလိုက်ကြည့်ပြီးပထမဆုံးချိန်ချစ်ခင်မိတဲ့အမျိုးသားလေးကိုရှင်ထဲမှာအမှတ်တွေပေးနေတာတော့တယ်အလိုဖခင်ဖြစ်သူရဲ့အရာထဲမှာဘုံလဲသွားတာကြောင့်သူ့အတွက်အစားအသောက်ကိုရှာဖွေဖို့အတွက်ပထမဆုံးအချိန်ဆုံးအဖြစ်ကအစားရှာဖွေဖို့အိမ်ထဲကနေတပြေးပြေးရွာနာကိုရောက်သွားပါတော့တယ်။အဲဒီညမှာပဲဇော်မင်းလည်းတငယ်ချင်းအိမ်သွားဖို့အတွက်အိမ်ကနေထွက်လာပြီးမောင်ရိပ်တန်းနေတဲ့တနေရာရောက်တော့အတန်ကြားလို့လှမ်းကြည့်လိုက်တော့သူ့ရဲ့ချစ်သူကဆုံးမဖြစ်ကတရိษံတကောင်ကိုရေရှက်စားတောက်နေရတွေ့လိုက်ရတာကြောင့်အော်ပင်သက်သွားပါတော့တယ်။တခါမှအတွေ့အကြုံမရှိသေးတဲ့ချစ်စုကတော့အိမ်မှာစားသလိုမျိုးပဝန်းကျင်ကိုတတိမထားမိပဲစားတောက်နေတာတော့တယ်။အဲဒီလိုနဲ့နောက်တစ်နေ့မှာဇော်မင်းလည်းအကြောင်းဆုံးသိဖို့အတွက်ရွာသားအချို့ကိုမေးမြန်းလိုက်တာပေါ့။အဲဒီအထဲမှာမင်းသားရဲ့တငယ်ချင်းတယောက်ပါလာပြီးဇော်မင်းမေးတာကိုဖြေကြားလိုက်ပါတော့တယ်။အေးကွယ်ဦးလေးကတော့ရွာရဲ့အကြောင်းကိုသိကြရဆိုတော့မေးပေးတာကိုဖြေပေးမယ်။ဦးတို့ငယ်တုန်းကရွာမှာဆုံးမတယောက်ရှိခဲ့တယ်။အဲဒီဆုံးမနာမည်ကအင်းမီလို့ခေါ်တယ်။သူကတခြားရွာသူပဲ။ဦးတို့ရွာကဦးတို့တငယ်ချင်းမင်းသားနဲ့အိမ်အောင်ကြတာ။သူတို့အိမ်အောင်သက်တော်တော်ကြာလို့ကလေးလေးတယောက်ရောက်လာတဲ့အချိန်မှာပဲသူမိန်းမကဆုံးမဆိုတာကိုရွာကသိလိုက်ရတယ်။အဲဒီချိန်မှာပဲမင်းသားလည်းသူမိန်းမကဆုံးမဆိုတာသိသွားတာပေါ့။ဒါပေမဲ့လည်းသူမိန်းမကဆုံးမဖြစ်နေတဲ့အတွက်ဦးလေးတို့လည်းရွာမှာမထားနိုင်ဘူးလေ။ဒါကြောင့်ဆုံးမျိုးပြုတ်ဖို့အတွက်ဦးလေးတို့လည်းမင်းသားမိန်းမကိုတက်လိုက်ရတာပေါ့။မင်းသားမိန်းမတက်လိုက်ပြီးတဲ့နောက်မှာပဲမင်းသားတို့သားဖကိုလည်းရွာကနေနှင်ထုတ်လိုက်တယ်
မင်းသားတို့သားပါနှစ်ယောက်ရွာကနေထွက်သွားတော့သူတို့မှသမီးလေးတစ်ယောက်ပါသွားတယ်အဲ့ကလေးလေးကဝေးကားစားအရွယ်ပေါ့ကွယ်ဝေးကားစားအရွယ်ဆိုတော့စုံမျိုးရောပါမပါတော့ဦးလေးတို့လည်းမသိဘူးခုအချိန်အဲ့ဒီကောင်မလေးကအပြိုရွယ်ဖြစ်နေလောက်ပြီအမေမျိုးရိုးလိုက်တယ်ဆိုရင်တော့သူလည်းဆုံးမလေးတစ်ယောက်ဖြစ်လာလောက်တယ်ဒါပေမဲ့လည်းရွာနဲ့အဝေးဆုံးကိုထွက်သွားတာဆိုတော့ဘယ်ကိုရောက်နေလဲတော့ဦးလေးတို့လည်းမသိဘူးကွယ်လို့ပြောလိုက်တော့ဒါနဲ့မေးပါအောင်မယ်ငါတူရဲ့မင်းကဆုံးမကိုတွေးခဲ့လို့လားဒါမှမဟုတ်မင်းတဲ့တို့သားဖနှစ်ယောက်ကိုတွေးခဲ့လို့လားသူတို့သားဖနှစ်ယောက်ကဘယ်နားမှာရောက်နေကြတာလဲဘယ်မှာနေထိုင်ကြတာလဲမင်းတခုခုကိုတွေးခဲ့လို့ဆုံးအချောင်းကိုမေးတာပေါ့လားလို့အဲ့လိုပြန်မေးလိုက်တဲ့အချိန်မှာပဲမဟုတ်ပါဘူးဗျာကျွန်တော်ဒီတိုင်းပဲမေးကြည့်တာပါစုံနေပါရင်များရှိလားဆိုပြီးမေးကြည့်တာပါလို့ပြန်ပြောလိုက်ပါတော့တယ်အဲ့လိုကြောင့်ဇော်မင်းတယောက်ဆုံးအကြောင်းကိုသိခွင့်ရပေမဲ့လည်းသူ့ချစ်သူရဲ့မိသားစုဘဝအခြေအနေကိုသိသွားတာကြောင့်မေးမိတာကိုနောင်နာရနေပါတော့တယ်တပတ်မှာတော့ဖခင်ပြစ်သူအိပ်ပျော်နေတော့ချစ်စုလည်းအချိန်ရောက်လာပြီမို့အစာရှာထွက်ဖို့ဆုံးမအတင်းအိမ်ထဲကနေထွက်လာခဲ့ပါတော့တယ်အိမ်ရှိရောက်တော့ချစ်ကာစားပူပူလေးလေးချစ်သူကောင်းလေးကိုတွေးလိုက်ရပြီးနေရောက်သားမျက်နှာချင်းဆိုင်တွေးလိုက်တာကြောင့်တယောက်ကိုတယောက်ကစကားမှမပြောဘဲရက်ကြည့်နေကြပါတော့တယ်။အဲ့ဒီချိန်မှာပဲရွာသားတွေပြောဆိုလိုက်တာကိုကြားရောက်ပြီးချစ်သူချစ်စုအတွက်တနာစိတ်ပိုးကပါးလေးကိုသူ့လက်နဲ့ဖက်ဖြင့်လင်းသားသားပုတ်သက်ပေကိုတို့ဒီကနေထွက်သွားကြရအောင်ရွာကားလူတွေညီမအကြောင်းသိသွားပြီဒီကနေမြင်မြန်ထွက်သွားမှဖြစ်ပေမဟုတ်ရင်သူတို့ရောက်လာပြီးညီမကိုတက်လိုက်မယ်ညီမအကိုနဲ့တူဒီနေရာကနေထွက်သွားကြရအောင်အကိုညီမရဲ့ဖြစ်တည်မှုကိုလက်ခံပါတယ်အဲ့ဒါကြောင့်အကိုတို့ထွက်သွားကြရအောင်နော်အဒီလိုပြောဆိုနေတော့မှပဲအိမ်ထဲကနေနေမကောင်းဖြစ်နေတဲ့ဖခင်ကချောင်းတုံးဟုပ်ဖြစ်ထွက်လာပြီးငါသမီးခုလိုလူသိတာမင်းကြောင့်တခြားသူတွေသူ့ကိုအနေနဲ့ပေးမှဆိုလို့အိမ်ထဲမှာထားတာကိုမင်းလာပတ်သက်လို့အခုလိုဖြစ်ရတာအဒီလိုပြောလိုက်တော့ဇော်မင်းကဟုတ်ပါတယ်ကျွန်တော်ကြောင့်ခုလိုသိကြကုန်တာပါဒါပေမဲ့ကျွန်တော်ချစ်စုကိုမြဲမြဲနုံနုံနဲ့ချစ်တာပါကျေးဇူးပြုပြီးကျွန်တော်တို့နှစ်ယောက်ကိုသဘောတူပေးပါကျွန်တော်ဒီနေရာကနေသူ့ကိုခေါ်သွားပြီးကောင်းမွန်အေဂျင့်တဲ့နေရာလေးမှာဘဝသစ်ကိုတည်ထောင်ပါမယ်ခွင့်ပြုပေးပါအဖေလို့ခါခါရရတောင်းဆိုလိုက်တော့ချစ်စုကလည်းဟုတ်ပါတယ်ဖေဖေသမီးလည်းသူ့ကိုအမှန်တကယ်ချစ်မိပါတယ်သမီးရဲ့ဖြစ်တည်မှုကိုလည်းသူကလက်ခံနေတာပဲလေဖေဖေသမီးတို့ကိုလက်ခံပေးပါနော်ဖေဖေလက်ခံနေဆိုရင်သမီးတို့နှစ်ယောက်အဝေးကိုထွက်သွားလိုက်ပါမယ်ဖေဖေခွင့်ပြုပေးပါနော်လို့ဝမ်းနဲ့စွာတောင်းဆိုနေပါတော့တယ်သမီးဖြစ်သူနဲ့ဇော်မင်းတို့ရဲ့မျက်နှာကိုကြည့်ပြီးရင်သက်ရှူမျိုးစွာအရာရာကိုတွေးတော့နေတော့မှပဲရွာသားတွေအုပ်စုလိုက်ရောက်လာပြီးဝိုင်းဝန်းကတနက်နဲ့ချိန်လိုက်ပါတော့တယ်အဲ့ဒီနောက်ပါလာတဲ့လူတွေကဇော်မင်းရဲ့ငွေတငယ်ချင်းတွေဖြစ်ပြီးငါတို့မင်းသမီးကိုတက်ရလိမ့်မယ်သူ့ကိုတမ်းမှစုံမျိုးရိုးတုံးမှမဟုတ်ရင်တနေ့နေ့ကျရင်ငါတို့ရွာကိုဒုက္ခပေးလိမ့်မယ်အဲ့လိုပြောလိုက်တာကြောင့်မင်းတန်လည်းသမီးဖြစ်သူအတွက်စိုးရင်ထိတ်လန့်ကတောကများနေပါတော့တယ်အဲ့လိုပြောဆိုပြီးတာနဲ့ရွာသားတွေကလည်းမဆောင်ဆိုင်ပဲဆုံးမကိုပြေးလိုက်ကြပါတော့တယ်ဒါပေမဲ့သမီးဖြစ်သူရဲ့အသက်ကိုမသေးစေလိုတာမို့ကြီးမားတဲ့မိဘမြတ်တာကြောင့်မင်းတန်တရာအစာဝန်ခံကတနတ်တန်ကိုခံလိုက်ပါတော့တယ်အဲ့လိုအစာဝန်ခံလိုက်တာကြောင့်ချစ်စုလည်းစိုးထိတ်ကဖေဖေလို့အော်ခေါ်လိုက်ချိန်မှာပဲမင်းတန်လည်းတနတ်တရာကြောင့်မြေပေါ်ကိုလဲကျသွားပါတော့တယ်တကယ်ချင်းတွေလည်းသမီးဖြစ်သူကိုပြစ်ပေမဲ့မင်းတန်ကအစာဝန်ခံပေးလိုက်တာကိုတွေးလိုက်တော့အံ့ဩမင်းတန်သွားပါတော့တယ်အလိုနဲ့လဲကျသွားတဲ့မင်းတန်လည်းသူ့ဘေးနားကိုရောက်လာတဲ့သမီးလေးကိုကြည့်ပြီးစော်မင်းရဲ့ဦးသမီးလေးကိုစောင့်ရှောက်ပေးပါကွာဦးတောင်းဆိုပါတယ်ဦးသမီးလေးရဲ့အသက်ကမင်းရဲ့အပေါ်မှာမူတည်နေတာမို့စောင့်ရှောက်ပေးပါကွာလို့တလုံးချင်းပြောပြီးအသက်ထွက်သွားပါတော့တယ်ဇော်မင်းလည်းချစ်ရသူရဲ့ဖခင်မှားတာတွေကိုဂယုတဆိုင်နားထောင်နေပြီးချစ်စုကလည်းဝမ်းနေစွာဖေရဲထားပါဦးဖေရဲလို့ငိုနေချိန်မှာပဲနောက်ထပ်တနက်တစ်ချက်ချစ်စုကိုပြစ်လိုက်ပါတော့တယ်အဲ့လိုပြစ်လိုက်တာကြောင့်ညီမရေချစ်စုလို့ဇော်မင်းလည်းဝမ်းနေစွာအော်ခေါ်လိုက်တာပေါ့အဲ့လိုခေါ်ရင်းနဲ့ပဲချစ်သူဘေးနားကိုရောက်သွားတာပေါ့ရွာသားတွေလည်းတနက်ကိုင်းကအသင့်နေတာရှိနေပေမဲ့လည်းတနတ်တန်ကြောင့်ချစ်စုတယောက်တဖြည်းဖြည်းအသက်ထွက်သွားပါတော့တယ်
အလိုတွေစိတ်မကောင်းဖွယ်မြင်ကွင်းတွေကိုမြင်လိုက်ရတာကြောင့်ဇော်မင်းလည်းတနက်ကိုဆွဲယူကကျွန်တော်ချစ်ရတဲ့သူကိုဘာလို့ပြစ်ရတာလဲသူမရှိရင်ကျွန်တော်လည်းအသက်မရှိချင်ဘူးသူကိုသူတနက်ပြင်ပြစ်ဖို့ချိန်ရွယ်နေတာကြောင့်ရွာသားတွေလည်းအတင်းတနက်ကိုပြင်လုပ်ပြီးဖမ်းချုပ်ထိန်ထားလိုက်ပါတော့တယ်သူကလည်းအတင်းရုံးကလွတ်ပါကျွန်တော်ကိုလွတ်ပါကျွန်တော်သေပြရစေကျွန်တော်ချစ်သူလည်းသေသွားပြီဒါကြောင့်သေပြရစေလို့အော်ဟစ်နေတာကြောင့်အငြိမ်မသက်ဖြစ်နေတဲ့ဇော်မင်းကိုဝိုင်းဝန်းကဖြောင်းပြပြောဆိုလိုက်ကြတာမို့ဇော်မင်းလည်းတက်သေးဖို့လုပ်နေရကနေစိတ်ငြိမ်သွားပါတော့တယ်အဲ့လိုဖြစ်ပျက်တွေအများကြီးကြုံတွေ့ခဲ့ရတာကြောင့်ဘာနဲ့ဝေးဆုံးနေရာကိုသွားပြီးချစ်သူကိုလွမ်းဆွတာတွေကင်းဖို့အတွက်သာသနာပေါင်းကိုဝင်ကတရားအားထုတ်နေထိုင်လိုက်ပါတော့တယ်အလိုတွေတရားမှတ်ရင်တော့သူရှိမှချစ်ရသူချစ်စုကမျိုးသမီးအသွင်ဖြစ်ရိုးရိုးသေးသေးလာရောက်ကတော့တာကိုသိလိုက်ရတော့ရာသပန်ဘုံကြီးဝိကတရားဘာဝနာအားထုတ်တဲ့ဘဝကြီးကိုပျော်မွေ့စွာရှိနေပါတော့တယ်တစ်ဖက်မှာလည်းဘဝချသွားတဲ့မင်းသက်နဲ့အေးမီလည်းပြန်ဆောင်တွေ့ပြီးသူတို့ချစ်မြတ်လို့ခဲ့ရတဲ့ချစ်ဆန်အိမ်လေးမှာပျော်ရွှင်စွာဘဝချပြီးဖြတ်သန်းနေထိုင်ကြပါတော့တယ်ခုချိန်မှာတော့အရာအလုံးကအေးဆေးတိတ်ဆိတ်သွားအဆုံးသတ်သွားကြပါတော့တယ်ဇလန်းလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိနားထောင်ပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်နောက်တစ်ခေါက်မှာပိုပြီးစိတ်ဝင်စားစရာဇလန်းတွေနဲ့ပြန်လာပါမယ်နော်စောင့်နေဖို့မမေ့ပါနဲ့ရှင်လန်းချမ်းမြေကြပါစေရှင်